ရှာဖွေလိုက်ရစာရွက်တော်ပြီးမာကြီးချောချောလေးငယ်တော့ချောတော့မသိလိုက်ကြဘူးလူတွေလေဒါတွေက item လေးကျင်ရတဲ့ဟာလေးရှိုင်းတာပျော်ရွှင်တာတို့ချစ်တာဘာညာဆမကလာပေါ့ဒါလေးဆိုလို့ရှိရင်ဒါလေးဆိုရင်ရှိရလေးလေးထားတဲ့ဟာလေးမင်းတော့စိတ်ဆိုးနေအဲ့မှာဒါပြင်းနေတယ်ပေါ့ဒါ proud ကိုယူတာအဲ့တိတ်မပီသေးဘူးအဲ့တော့အရင်တော့မပီသေးဘူးဒါစဆိုတော့ဒါလေးကတင်တန်းတော့ training လုပ်ထားတဲ့ဟာလေးတွေပါဒီမှာအများကြီးပဲအဲ့ဒါလိုနေရာလို့ပါတယ်ဒါလေးကိုသိချင်ရမယ်အော်လားကြောက်တာဒါတော်ရနဲ့ဒါကအမတ်တရားတွေပေါ့တော်ရကျန်မှာဒီတော့အမတ်တရားလေးတွေဒါကတော်ရမှာပြုတ်ဆောင်ပြန်ပွဲမှာရှောက်ဖို့တက်ပုံရိုက်ထားတဲ့ဟာလေးဒီကကြတော့ဒါ MTV သွားရိုက်တော့ဟာလေးအများကြီးပဲပေးရတယ်များသေးတယ်ဒါကအမိထားဖွဲ့နဲ့သွားပြီးတော့ရိုက်တော့ဟာလေးအမတ်တရားတွေပေးအများကြီးဘာလျှောက်ကြမှာရှက်စရာကြီးဟောမှာ my friend ဒါတော်ရအကယ်ဒမီတော့ဟာလေးဒါဆိုရမင်းဆိုင်ဒါတော့ကျွန်တော်ပြောရဒါကကုစောမင်းယာကြီးကကျွန်တော်နဲ့နေပေါင်းများစွာကြာခဲ့ပြီပြီးသွားရင်တော့ကိုရနိုင်ဝင်ကျွန်တော်နဲ့အတူတူတသားလေးရှိခဲ့တာအဲ့ကိုလည်းကူတော့သူစီးပွားရေးလုပ်နေကြပြီမတွေ့တာတော့မနေကြပါဘူးသူကတော့လည်းများဖြစ်တာမနေကြပါဘူးထည့်လို့ရပြီဒါရှူတင်သွားတာဆရာလင်းနေဒါသူတို့ကဒါသူတို့ဆိုင်ဖွင့်ဝယ်လာပါလားမမိတော့ဘူးကိုစောမရတော့လည်းကိုရနိုင်ဝင်လို့ဒီကိုဆိုနေမတော့မမိတော့ဒါရက်မြက်ခုနာမည်ရင်းရတော့မေးသူဆိုနာမည်မမိတော့ဒါဆိုလို့ကြာဟိုကအများကြီးပဲဒါကျွန်တော်လော်ရဲအကယ်ဒမီတော့တကယ်ချင်းနေနဲ့ဟာလေးကိုအောင်သူဟဲ့ခုလိုက်တရိယာနေတယ်ကိုရနိုင်ဝင်ဒါကရမင်းဆိုင်နာမည်ဒီကိုမမိတော့ကျွန်တော်ခေါင်းကမိတာအများကြီးပဲဒါသူတို့အောင်လို့ပါအများကြီးပဲဒါဆိုလို့ရှိရင်ဒါဆိုစာရေးဆရာဖြစ်သွားပြီသူဆိုဂျပန်ရောက်သွားပြီချမ်းတူတော့ပဲရောက်ကုန်တယ်မသိဒါမျိုးလေးတွေပေါ့ဗျာအများကြီးပဲဒါကျွန်တော်တို့တော်ရဲအကယ်ဒမီမှာပေးနေများတာပေါ့ဗျာအဲ့တော့မင်းသားဖြစ်မယ်ပါညာဆိုပြီးတော့ဒါကိုမြတ်တို့ ਨੇ ဒါတပတ်စောလို့ရတော့တင်တဲ့ဆင်မွေးတော့ဟာဒီဆရာကြီးဆိုတော့ ਨੇ ဆရာရဟာဒီဒါအန်ဒီဂရိတ်စုပြီးတာဒါလော်ရမိုင်းပြေရောက်ကုန်နေမသိဘူးဒါကျွန်တော်ရဲ့အမှတ်တရတွေပေါ့ဗျာကျွန်တော်ငယ်တော့ဒီမှာပဲများပြီဒီလိုလေးဖြစ်နေတာအများကြီးပဲဗျာလက်ကြည့်နော်တချို့ပုံတွေကတော့မရှိတော့ဆိုတော့ဒီဟာတွေကတချို့ဟာတွေကအဲ့ဒီမှာဒါဆိုအရင်တော့အပြည့်ပဲဒါဆိုပြိုင်ပွဲတွေပါပြိုင်လိုက်တော့ဒီဘက်တချို့ပုံတွေကမရှိတော့ပြိုင်ပွဲတွေပြိုင်တာတို့တင်တန်းလျှောက်တာတို့ပါလို့ကိုလျှောက်တဲ့ဟာတွေဆိုရုံးသွားတော့ရုံးမှာတော့လည်းတုံးနေတဲ့ဟာတွေဆိုအများကြီးပဲ16 16ပါဒီမှာရရှိရနော်တဲတို့ရဲ့မွေးနေ့နဲ့သွားတွေ့16အနေနဲ့မကရှာဖွေတာပေါ့နော်ပြန်ရှာရတာပေါ့ပြန်ရှာဆိုတာစညိုးနေရှာတယ်ပြီးတင်ခဲ့တဲ့ဟာတွေပြန်ရှာတယ်ပြန်ကြည့်တယ်ပေါ့ချိန်ရလဲတော့ကြာသွားပြီကျွန်တော်လည်းတော်တော်လေးတော့စုဆောင်းထားတာပဲတက်စုဆောင်းလိုက်အောင်မယ်